Hello 皆さん Pudas အခုဝေမျှပေးမှာကတော့အမိုက်ပြည့်ရင်နဲ့ပတ်စံရတဲ့နီလန်းလေးဖြစ်ပါတယ်အခုလိုမျိုးပဲရေဝဲတောက်တဲ့သူလေးတွေဒါမှမဟုတ်လို့ရှိရင်ချိုရည်ဘူးလေးတွေပေါ့နော်ဒီလိုဘော်တယ်လေးတွေဆိုလို့ရှိရင်မဖြစ်ပန်နဲ့ဒီလိုမျိုးကိုယ့်ရဲ့အိမ်ရှိကအမိုက်ပုံနဲ့မဖြစ်လိုက်ပဲနဲ့ဒီလိုမျိုးစုထားပြီးတော့မှဒီစူပါရှိတွေမှာဒီလိုဆက်လေးတွေထားပေးပါရင်နော်အဲ့ဒီဆက်လေးတွေမှာဆိုလို့ရှိရင် point ကိုပတ်စံနဲ့ point တွေအများကြီးစုပြီးတော့မှမဝက်စားလို့လည်းရတယ်point ကိုပတ်စံဖြစ်နေထုတ်ယူလို့လည်းရတယ်ပေါ့နော်ဒီနီလန်းလေးဝေမျှပေးမှာဖြစ်ပါတယ်အရင်ကတော့ဒီလိုမျိုးမိုက်ပြရတာရန်ကုန်မှာမန်ဒုတ်ဆိုင်ဖြစ်တယ်ပေါ့နော်ဒီဟာကြီးကိုတည်သွားပြီးတော့မှစူပါမှာသွားလဲရတာဆိုတော့လေစပိန်တွေဆိုင်ကယ်တွေရှိတဲ့လူတွေဒါမှမဟုတ်ကားရှိတဲ့လူတွေအတွက်ကတော့အဆင်ပြေပါတယ်ဂျပန်တွေဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲထုတ်ကြီးငယ်အကြီးကြီးပေါ့နော်သူတို့ကကြတော့ဒီလိုခုနအပြည့်စုပြီးတော့မှဒီမှာလာပြီးတော့ပွားယူကြတာပေါ့နော်ဂျပန်တွေကကြတော့လေစပိန်တွေဆိုင်ကယ်တွေမရှိတဲ့လူတွေအတွက်ကကြတော့လေနည်းနည်းချင်းစီယူသွားပြီးတော့မှစူပါနဲ့နေတဲ့ဆိုရင်ပေါ့နော်စူပါနဲ့မနေဘူးဆိုရင်တော့နည်းနည်းတော့မန်ဒုတ်ဆိုင်ဖြစ်ပါတယ်ပထမဦးဆုံးကိုယ့်ရဲ့ဖုန်းထဲမှာဒီနာကိုဆိုတဲ့ဒီကပ်ရှိရမှာပေါ့နော်စကန်ဖတ်တဲ့ကပ်လေးပေါ့နော်ပြောရမယ်ဆိုရင်ရထားကပ်လိုမျိုးပေါ့နော်မရှိဘူးဆိုလို့ရှိရင်ဒီစူပါရဲ့ကောင်တာမှာလုပ်ပေးပါတယ်မလုပ်ချင်တဲ့လူတွေကကြတော့ဒီလိုမျိုးကိုဖုန်းထဲမှာပဲထည့်ထားလို့ရတယ်ပေါ့နော် software ကို down ပြီးတော့မှလေစကန်ဖတ်လိုက်ရင်ရပါတယ်ပြီးလို့ရှိရင်နော်ရေဘူးလေးတွေကိုတစ်လုံးချင်းစားထည့်လို့ရပါပြီเนาะသူပြလာတဲ့ပုံစံတိုင်းပဲပုံစံမမှောင်ထည့်ရပါတယ်မှားတယ်ဆိုရင်သူကပြန်ထွက်လာတတ်တယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့ဒီ point တွေရပါပြီကိုယ့်ရဲ့ဖုန်းထဲကို point တွေဝင်လာပါလိမ့်မယ်ဒီဆဲအောင်ဘူးလေးကိုနှိပ်လိုက်ရုံပါပဲ